ကျွန်တော်အချင်းရမ်းကြောက်တဲ့လူဒါပေမဲ့ဒီသမ ्या ကြီးတို့ကိုစားလို့ရတယ်ဘာလို့ဆိုတော့အထဲမှာပါတဲ့ဇာပလာအရမ်းနိုင်တယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ပြောဆိုတွေခံပြီးတော့မှမေစားကျင်လုံးလို့ဆိုပြီးတော့မှားထားတဲ့မမကြီးဒွေးကေကဒွေးကေလုတ်တဲ့ဒါသမ ्या ကြီးတုပ်လေးရောက်လာပါပြီတော်တော်ပြောဆိုခံလိုက်ရပြီးတော့မှရောက်လာတဲ့သမ ्या ကြီးတုပ်လေးပေါ့နော်ဒါပေမဲ့လည်းသမ ्या ကြီးတုပ်လေးကိုစားကြည့်လိုက်တော့အရန်ကောင်းတော့ဒါအရသာလေးကို sharing လုပ်ပေးခြင်းတဲ့သဘောပါဟိုမန်လေးကကတိမသမ ्या ကြီးတုပ်ကတက်တက်ပေါ့နော်ဒါကတော့မမကြီးဒွေးကေရဲ့သမ ्या ကြီးတုပ်ပါဒါရန်ကုန်မှာရှိတဲ့လူတွေအတွက်မန်လေးမှာသွားပြီးတော့တန်းစီဝယ်နေကြမလို့ပဲနဲ့အားစားလို့ရတဲ့မိုက်တွေးကြတဲ့တံမြာကြီးတို့ပေါ့နော်ဒါပညာပေးခြင်းလည်းမဟုတ်ဘူးနော်ဒါအရသာကို sharing လုပ်ပေးတဲ့ sharing လုပ်ပေးအောင်တတ်ပဲဒီ post လေးတင်တာကနော်ကဲကျွန်တော်ကတော့ဒါကျွန်တော်တို့ကနှစ်ဘူးမှာတာခုနသားမီးနှစ်ယောက်စားလိုက်တာတဘူးကကုန်သွားပြီဟိုလာတာကတော့ဟိုအလုံးလိုက်လာတာပေါ့နော်အလုံးလိုက်ကိုမှအရသာလေးတွေနဲ့စားတယ်ပြီးတော့လိုချင်ရင်ထပ်ထည့်ပြီးတော့အရသာကြီးထပ်စားလို့ရမယ်မှာငပိတုပ်လေးနှစ်ထုပ်ထည့်ပေးထားတယ်အဲ့ဒါလေးကလည်းအရမ်းမိုက်ပါတယ်အရသာအရမ်းကောင်းလို့ဟိုပြောတာဆိုတာတွေကမမကြီးတွေ့ကြမဟုတ်ဘူးနော်မမကြီးတွေ့ကြမဟုတ်အဲ့ page မှာစာပြန် Viber မှာစာပြန်ပေးတဲ့လူတွေပေါ့နော်ကျွန်တော်လည်းမသိပါဘူးဘယ်သူလဲဆိုတော့မမကြီးတွေ့ကြကဆက်ဆံအရမ်းပြည့်တယ်လာပို့တဲ့အကိုကြီးကလည်းအရမ်းဆက်ဆံရင်ပြည့်ပါတယ်ဒီဟာလေးစားလိုက်တော့လေအိပ်ပြောထားတာဆိုထားတာတွေကလုံးဝပြေပြောက်သွားတာเนาะဒါကတော့အလုံးလိုက်လာတာဒါကတော့အမေကအလုံးလိုက်မစားခြင်းလို့ဆိုပြီးတော့ဒါထပ်ပိုင်းလေးတွေပိုင်းပြီးတော့လုပ်တာအများကြီးလုံးဝတမန်ကြီးတုတ်ပုံစံမျိုးဖြစ်သွားတာเนาะအလုံးလိုက်မဟုတ်ပဲနဲ့ကဲဒါကျွန်တော်အရသာလေး sharing လုပ်ပါမယ်ခင်ဗျာစားလိုက်ပါဦးမယ်ထဲမှာပါတဲ့အစာပလာအရန်နိုင်တယ်ငပိရလဲဟိုအရန်ငံတဲ့ဘက်လဲသွားတယ်ငပိမဟုတ်ဘူးတံမြာသီးအချင်းတက်လဲပေါ်တယ်ပြီးတော့တံမြာသီးအလုံးလိုက်စားဘူးလားမသိဘူးစားရင်နည်းနည်းခါးတဲ့အဓာတ်လေးနည်းနည်းပါတယ်သူအဲ့တံမြာသီးအဖက်လေးတွေကြားမှာလေယာလေးပါတယ်အဲ့လေယာလေးတွေခါးတဲ့လေးပါတယ်ပြီးတော့စားလိုက်တာနဲ့ပစုံကြောက်ဘယ်လောက်တောင်ထည့်ပေးထားလဲဆိုတာစားလိုက်တဲ့အလုပ်တိုင်းမှာပစုံကြောက်အကောင်တွေကြိုက်မိတယ်ပစုံကြောက်အသေးလေးတွေပေါ့နော်တော်ကောင်းတယ်ခုနတွတ်တဘူးကိုအလုံးသေးရင်သေးလို့ကြည့်ရင်ကြည့်လို့6လုံးကနေပြီးတော့8လုံးလောက်ဖြစ်ပါတယ်အရသာတော့လုံးဝဘာမှပြောစရာမရှိဘာမှပြောစရာမရှိဒါပေမဲ့မန်ရီယာဖက်တီမာတံမြာသီးတုပ်တော့ကျွန်တော်မစားဘူးပေါ့နော်ဒီမမကြီးဒွေးကေရဲ့တံမြာသီးတုပ်လေးကိုကတော့အရန်ကောင်းကျွန်တော်အချင်းအရန်ကြောက်တဲ့လူဒါပေမဲ့ဒီတံမြာသီးတုပ်ကိုစားလို့ရတယ်ဘာလို့ဆိုတော့အထဲမှာပါတဲ့ဇာပလာအရန်နိုင်တယ်တော်နိုင်တယ်တကြားရဲ့အချိုတက်လည်းပါတယ်တံမြာသီးရဲ့အချင်းတက်လည်းပါတယ်ခါတက်အရသာလေးလည်းပါတယ်ငပိရဲ့နည်းနည်းအငံတက်လေးလည်းပါတယ်ဆက်လားဆိုတော့ကျွန်တော်အဆက်ကြိုက်တယ်လို့ဆိုတော့မဆက်ဘူးအဆက်တက်ကတော့နည်းပူရှိန်တက်လေးလောက်ပဲပါတယ်အဆက်တက်ကတော်တော်ကောင်းပါတယ်ဒါကျွန်တော်တို့ကအေးလေးစားရင်လို့ဆိုပြီးတော့ရောက်တာနဲ့တဘူးကတော့ကုန်သွားပြီဒါကြံတဲ့ဟာကိုကြံတဲ့တဘူးကိုစိတ်ပိုင်းပြီးတော့ရေခဲတည်းထည့်တာအေးလေးနဲ့ကြောင်ပူစားကောင်းတယ်ဗျနာတမယာကြီးအဖက်လေးစားကြပါဦးဗျာကောင်းတယ်ဘလို့
ချင်းသွားတာအရင်ချင်းသွားတာလည်းမဟုတ်သူ့အရသာလေးနဲ့သူအရင်လိုက်ဖက်နေတယ်တိုင်မြာကြီးတော့ပါမိုက်တွေ့ကြမှားတာကြုံခဲ့တယ်ဆိုရင်လေမှားစားကြည့်ကြပါဟိုမန်းလေးမှာတီးတိုင်သွားပြီးတော့တန်းစီပြီးဝယ်ရမယ့်အစားရန်ကုန်မှာပဲဒီလိုမျိုးလေးရတယ်ဆိုတာအရန်အဆင်ပြေပါတယ်ရန်ကောင်းပြင်းနေတယ်မှာလေစုံငဲမှဆိုရင်လည်းမှားစားကြည့်ရပါတကယ်ကောင်းတာပါကျွန်တော်ပို့မပြောပါဘူးတကယ်ကောင်းတာပါကျွန်တော်ပြောလေးကိုဆုံးသက်ပြစီအရန်ကောင်းတဲ့မမိုက်တွေးကေကိုရွေးကေရဲ့မိုက်တွေးကေတမိုင်းတို့လို့မှားစားကြည့်ရပါခင်ဗျာပြင်းနေတယ်မှာလေနောက်ဘလော့များမှာလည်းပြန်လည်ဆုံးတွေ့ပါမယ်ခင်ဗျာနေကောင်းကြမှာနိုင်ကြပါစေတတာ